ကလူငယ်တယောက်ကသူ့ကိုလှောင်ပြောင်ပြီးရတနာဝေစုမယူစေခြင်းလို့မလိုက်နဲ့လို့ပြောပါတယ်။လောင်ကထောက်ပံ့အားပေးလိုက်တဲ့ဖြင့်ဟိတ်စိန်ယုံကြည်မှုပြန်ရပြီးပင်လယ်ထဲဆင်းသွားပါတယ်။ဟိတ်စင်ဟာအဖွဲနဲ့ခွဲထွက်ပြီးတယောက်တည်းရှာဖွေရမှာရွှေတရားတစ်ခုကိုတွေ့ပါတယ်။အဲ့ဒီထဲကအပိုင်းတစ်ခုကိုခွဲယူလိုက်ပြီးကိုင်ကြည့်တဲ့အခါထူးဆန်းတဲ့အားအိမ်တစ်ခုလက်ထဲသို့ဝင်လာတာကိုသိရှိရပါတယ်။အားအိမ်ပေါက်ကွဲထွက်ပြီးထိမ့်မနိုင်တော့ချိန်မှာပင်လယ်တိုင်းကြီးတစ်ကောင်ပေါ်လာပေမဲ့သူ့ကိုမထိခိုက်ပဲထွက်သွားပါတယ်။အောက်ဆီဂျင်ကုန်လို့ဟိတ်စိန်မေ့လဲသွားပါတယ်။လောင်ကစိုးရိမ်ပြီးဆင်းကယ်လိုက်ရာအသက်ရှူကဲ့ရည်ရာတပ်ပဲကကဲတင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒိုင်းကြီးပြန်ပေါ်လာပြီးလောင်ကိုတိုက်ခိုက်ပါတယ်။ဟိတ်စိန်မျက်နှာပြင်ပေါ်တက်လာချိန်မှာပင်လယ်ဓားပြတွေတင်းဘောကိုတိုက်ခိုက်နေပါတယ်။လောင်ကိုဒိုင်းကြီးလိုက်လာမျိုးချလိုက်ရာတင်းဘောသားတွေထွက်ပြေးသွားပြီးဟိတ်စင်ကိုတအောက်ထဲထားခဲ့ကြပါတယ်။ပင်လယ်ဓားပြတွေကဟိတ်စင်ကိုဖမ်းဆီးပြီးချီနှောင်ထားပါတယ်။ပင်လယ်ဓားပြမိဖုရားကသူ့လက်မောင်းပေါင်ရှိတက်ကျိုးကိုမြင်ပြီးမေးမြန်းပါတယ်။သူကပင်လယ်ဓားပြမဟုတ်ပဲငါးပန်းသမားတာဖြစ်ကြောင်းပြောပါတယ်။သူ့လက်ထဲကရွှေအပိုင်းကိုမြင်ပြီးတိမ့်ယူကထောင်ချထားပါတယ်။ထောင်ထဲမှာအန်နုဆိုတဲ့မိန်းကလေးနဲ့တွေ့ပါတယ်။အန်နုကငါးသွားဖြင့်ကြိုးဖြတ်နိုင်တယ်လို့ပြောပြီးနှစ်ယောက်လုံးလွတ်မြောက်ကြပါတယ်။ဟိတ်စင်ဟာပင်လယ်ဓားပြမိဖုရားခဲနဲ့ဝင်ရှာပြီးရွှေအပိုင်းကိုပြန်တွေ့ပါတယ်။မြေပုံပေါ်မှာအလီစာကျွန်းလို့ခေါ်တဲ့နေရာကိုတိုက်ခိုက်မဲ့အမတ်အတားကိုတွေ့ကြပါတယ်